င်္ဂလာပါ Handy Vlog လေးကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ Handy Skin Care ပေါ့နော်မျက်နှာတော်လုံးမှာအဲ့ဒါကိုမျက်နှာလုပ်ဖို့ Dr. Face ကိုရောက်နေတယ်ဒီနေ့ဆရာဘာတွေလုပ်ပေးမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်မင်္ဂလာပါဆရာနဲ့တွေ့ရောစုံတော့လေလုပ်ရနေမတော်ခင်လေလို့လှုပ်ပေးချင်တော့အကုန်လုံးလိုက်ပတ်လှုပ်ပေးနေတော့ရမယ်နော်နာလားဆရာနာခါမလို့ပြောလုပ်ဖို့ထင်နေမဟုတ်ဘူး Okay ASIO ကကျတော့သူကလေ RF နဲ့ radio frequency နဲ့ ultrasound နဲ့ပေါင်းထားတာပေါ့နော်ဒီက lifty ပေါ့တင်းရင်းစီတယ်ပြီးတော့အရေပြားကို240ရာခိုင်နှုန်းထိ240ရာခိုင်နှုန်းထိတက်လာစေ။ဘာလဲဆိုတော့အဆုတ်တက်ပေါ့နော်။ like hydration dry ဖြစ်နေကွက်တည်ရ။ပို့ပြီးတော့ကောင်းလာစေ။ဆူဆူလေးဖြစ်သွားမယ်တင်းတင်းလေးဖြစ်လာ။နော်။လှဖို့ရေး။လှပါမယ်။လှဖို့ရေး။မရတော့အခုဆိုရင်တော့ treatment လေးစတော့မှာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့မျက်နှာကို cleansing လုပ်ပါတယ်။ပြီးသွားရင်တော့မျက်နှာပေါ်မှာရေတစမ်းမကျန်အောင် tissue လေးနဲ့ပြန်ပြီးတော့တုပ်ပေးပါတယ်။နောက်တစ်ဆင့်အနေနဲ့တော့ဒါ Axion treatment လေးစပြီပေါ့နော်။စပြီဆိုတော့သူကပထမဦးဆုံးဒီလို gel လေးအရင်လေးနဲ့ gel လေးကပထမဦးဆုံးသိမ်းတော့မှာတော့အေးလေးပေါ့နော်။ပြီးသွားရင်တော့ဆက်ထဲကနေပြီးတော့အဲ့လိုမျိုးပုတ်ပြီးအဲ့ဟာလေးကတော်တော်နွေးနွေးရအဲ့လိုမျိုးလေးတချို့အသားကြီးပါလို့လားမသိဘူးတချို့နေရာလေးဆိုရင်နည်းနည်းပူတယ်ပေါ့နော်ပူတဲ့ခါကျရင်တော့ဒီပြောလိုက်ရတယ်ဒီနားလေးကနည်းနည်းပူတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီနွေးရဲ့တက်ကလေးကလည်းတော်တော်လေးကိုနေရလဲတောင်းတတာရှိတယ်မျက်နှာလေးအရင်တင်သွားပြီတော့ချက်ချင်းပဲလေအဲ့လိုမျိုး lifty ဖြစ်တဲ့ခံစားချက်လေးရတယ်နော်ဟုတ်တယ်လို့တင်းတင်းလေးလို့ခံစားနေရတယ်လေဟိုလက်လို့ဆွဲထားတဲ့လိုမျိုးအဲ့လိုခံစားချက်ကိုရတယ်တင်းတင်းချက်ရက်လေးဖြစ်သွားတယ်ပေါ့သူအဲ့ဒါဘာကြောင့်လဲဆို ultrasound effect ကြောင့် ultrasound effect အဲ့တော့ ultrasound ရဲ့ RF ရဲ့နှစ်ခုပါ RF က lifty ပေါ့နော် ultrasound ကချက်ရက်စီရပေါ့နော်အဲ့ဒါနှစ်ခုပေါင်းလိုက်တော့ပို့ပြီးတော့တိတာသွားအဲ့တော့ဒီ ASIO ပုံငယ်သွားမှာလားပုံငယ်နေပြီအခုတော့ငယ်သွား16နှစ်ပဲလုံးဝမလျှော့နဲ့တော့သူများမေး16နှစ်ပဲနော် UK ရောက်လို့ရှိရင်16နှစ်ပဲပြောဆိုတော့ဆရာအသက်ကနှစ်ဆလောက်ဖြစ်ဒါပေမဲ့တကယ်လေးကြည့်ပါတော့16နှစ်ပြုတ်ဖြစ်နေအောင်တကယ်ပြောတာပြန်စုမလဲဘူးအရင်လှနေတယ်နော်ဆိုတော့ပို့လှသွားမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ကဲပါဒါ